မင်္ဂလာပါဒီတူတဲ့အရောက်တိုင်းအတ္တမှာဘုရားစီမလာတဲ့ညီသက်ချင်းဝမ်းမြောက်ခြင်းဒါပြီးတက်ရောက်ပါစေနောက်ကပတ်တော်ခံယူဖို့ရအတွက်ခဏလေးစတောင်းရအောင်အဖဖရာကိုရောကိုကျေးဇူးတင်တယ်ကျွန်တော်အသက်ရှင်ခွင့်ရတာကိုရောကြောင့်ပဲဖြစ်တယ်ကျမ်းမာခြင်းရတာကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်နောက်ကပတ်တော်ဆင်ခြင်ခွင့်ရတာကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်ဝိညာဉ်ဖရာကိုရောအလင်းပေးပါသခင်ယေရှုနာမဖြစ်စတောင်းစကားအမှန်ပါတန်းတင်အာမင်ကျွန်တော်အနေနဲ့ဒီနေ့ယုံကြည်သူတွေကိုခွန်အားပေးခြင်းတဲ့အရာကဖယားကိုအနောက်မှာထားရင်ဒုက္ခရောက်မယ်ဆိုတဲ့အရာလေးနဲ့ခွန်အားပေးခြင်းလေဒီအကြောင်းအရာကိုဆင်ခြင်ဖို့ရအတွက်300အခန်းကြီး14အခန်းငယ်1နှစ်ကိုဖတ်ရအောင်ထိုအခါယေရောဗောင်ဤသားအဘိယသည်နာတော့ကြောင့်ယေရောဗောင်သည်မိမိမယားကိုခေါ်၍တင်သည်ယေရောဗောင်ဤမယားဖြစ်သည်ကိုအဘယ်သူမျှမတိစေခြင်းကခြားနာသောအစင်းအယောင်ကိုဆောင်ပြီးလျှင်ရှိလောမြို့သို့ထသွားပါလော့ငါသည်ဒီလူမျိုးကိုစိုးစံရမည်အကြောင်းကိုပြတော့ပရောဖက်အဟိယသည်ထိုမြို့၌ရှိ၏ယေရောဗောင်ကရှင်ဘုရင်မဖြစ်ခင်မှာပရောဖက်အဟိယကယေရောဗောင်ကိုပရောဖက်ပြုခဲ့တဲ့စကားရှိတယ်သင်ကဣတလလူတွေရဲ့ရှင်ဘုရင်ဖြစ်လိုက်မယ်ဆိုပြီးမှပရောဖက်ပြုခဲ့တယ်အဲ့ဒီပရောဖက်ပြုချက်က300ခန်းကြီး73မှာပြည့်စုံသွားတယ်ယေရောဗောင်ရှင်ဘုရင်ဖြစ်သွားတဲ့အချိန်မှာတနေ့မှာသူ့ရဲ့သားကအယံဖျားတယ်ဖျားတဲ့အခါမှာသူ့အနေနဲ့လည်းသူ့ရဲ့သားကိုကျန်းမာစေချင်တဲ့အတွက်ကြောင့်အများကြီးတော့ကြိုးစားမှာပဲဒါပေမဲ့ဘလို့နီးနေမှသူ့ရဲ့သားကပြန်ကောင်းလာတယ်ဆိုတဲ့အရာမတွေ့ရဘူးအဲ့ဒါကြောင့်သူ့ရဲ့မိန်းမကိုတခြားတာမအမျိုးသမီးတစ်ယောက်လိုဆန်ဆောင်ပြီးမှဆေလွတ်လိုက်တာဖြစ်တယ်သူ့အမျိုးသမီးကလည်းသူ့ရဲ့သားကိုကျန်းမာစေချင်ပါပဲအခြေအနေနဲ့ပတ်သက်ပြီးမှတိချင်ပါပဲတိချင်တဲ့အတွက်ကြောင့်အမျိုးသမီးကလည်းသွားတယ်အခန်းငယ်၄ကိုပြန်ဖတ်ရအောင်ယေရောဗောင်မယားသည်ထ၍ရှိလောမြို့၌အဟိယအိမ်သို့သွားလေ၏ထိုအခါအဟိယသည်အသက်ကြီးသောကြောင့်မျက်စိမမြင်မုံလျက်ရှိ၏ဖယားရဲ့လူအဟိယကမျက်စိမုံတယ်ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူးမျက်စိမုံတဲ့အတွက်ကြောင့်သူ့ရှေ့မှာဘယ်သူပဲလာဒါပဲသူပဲဝါဆိုတာသူရှင်းရှင်းလင်းလင်းမမြင်ရဘူးအဟိယအရင်ကမြင်ရလားဆိုရင်မြင်ရတယ်မြင်ရတဲ့အတွက်ကြောင့်ယေရောဗောင်ကိုတေချာပရောဖက်ပြုခဲ့တယ်သူပြုခဲ့တဲ့အတိုင်းပဲအခုယေရောဗောင်ကဣတလလူမျိုးတွေရဲ့ရှင်ဘုရင်ဖြစ်လာဒါပေမဲ့အခုယေရောဗောင်သူ့ရဲ့မယားရောက်လာတဲ့ဒီအချိန်မှာကြတော့ပရောဖက်အဟိယကမျက်စိမုံသွားပြီးရှင်းရှင်းလင်းလင်းမမြင်ရဘူးဒါပေမဲ့ဒီထဲမှာသူစမ်းတဲ့အရာတစ်ခုကဘာလဲဆိုရင်အဲ့ဒီယေရောဗောင်ရဲ့မယားကပရောဖက်အဟိယရဲ့အိမ်ကိုဝင်တာနဲ့သူ့ရဲ့ခြေနှင်းတံကိုကြားတာနဲ့ပရောဖက်အဟိယကတန်းတိတယ်ဒါကယေရောဗောင်ရဲ့မယားတခြားတာမန်အမျိုးသမီးတို့ဟန်ဆောင်ပြီးမှလာတယ်ဆိုတဲ့အရာကိုသူတန်းတိတယ်ဘာကြောင့်တန်းတိတယ်လဲဆိုရင်ဖခင်ကသူ့ကိုပြောပြထားတယ်ယေရောဗောင်ရဲ့မယားကတခြားအမျိုးသမီးတို့ဟန်ဆောင်ပြီးမှတင့်စီမှာလာလိုက်မယ်သူ့ရဲ့သားကိစ္စကြောင့်တင့်စီမှာလာလိုက်မယ်ဆိုရင်ဖခင်ပြောပြထားတဲ့အရာအတွက်ကြောင့်အဟိယတိလားဆိုရင်တိတယ်တိတဲ့အတွက်ကြောင့်တန်းတစ်ခါလေးနဲ့သူ့ကိုပြောတယ်တင်ကတခြားအမျိုးသမီးတယောက်လိုဟန်ဆောင်ထားတဲ့ဟိယရဲ့မယားဖြစ်တယ်ဆိုမှတန်းပြောတယ်ယေရောဗောင်ရဲ့မယားကလည်းမေးပါတယ်သူ့ရဲ့အမျိုးသားကဘလို့မေးခိုင်းလိုက်တယ်သူတို့ရဲ့သားအခြေအနေဘလို့လဲကောင်းလာနိုင်လားမကောင်းလာနိုင်ဘူးလားဒီအရာနဲ့ပတ်သက်မှတကယ်မေးတယ်မေးတဲ့အခါမှာပရောဖက်အဟိယကလည်းတဲ့ပဲပြောလိုက်တေမယ်ဆိုပြီးမှတဲ့ပြောလိုက်အဲ့ငယ်စနစ်ထဲမှာသူ့ရဲ့သားကတေမယ်ဆိုတဲ့အကြောင်းအရာရေးထားပြီးတယ်အပေါ်နားလေးမှာကဒီယေရောဗောင်ရဲ့အမျိုးတွေဘလို့ဖြစ်မယ်ဘလို့ဒုက္ခရောက်မယ်ဆိုတဲ့အရာအများကြီးရေးထားတယ်ဒါဆိုယေရောဗောင်သူ့ရဲ့သားဘာကြောင့်တေရတယ်သူ့ရဲ့အမျိုးတွေဘာဖြစ်လို့ဒီလိုမကောင်းတဲ့အရာကြုံရတယ်လဲဆိုရင်အခန်းငယ်9ကိုဖတ်ချင်တယ်တင်မူကားတင့်ရှိမှဖြစ်ဘူးတော့သူအပေါင်းတို့ကိုလွန်၍ဒုစရိုက်ကိုပြုလေ၏ယေရောဗောင်ကရှင်ဘုရင်နေရာမှာရောရလာတဲ့အချိန်မှာသူ့ရဲ့အရှိမဒုစရိုက်လုပ်ခဲ့သူလေအားလုံးတဲ့ယေရောဗောင်ကပို့ပြီးမှဒုစရိုက်လုပ်တယ်တဲ့စပတ်ချင်တယ်ငါအမျက်ကိုနိုးစော်ခြင်းကအခြားတစ်ပါးသောဖျားနှင့်တွန်းတော်ရုပ်တုတို့ကိုလှုပ်၍ငါကိုတင့်ကြောနောက်တို့ပစ်ထားပြီရုပ်တုစင်တုလည်းလှုပ်တယ်
ဒါဆိုရေရောပေါင်ကိုရှင်ဘရင်နေရာပေးတာဘာလို့လဲဆိုဖယားပဲဒါမဲ့သူရှင်ဘရင်နေရာရလာတဲ့အခါမှာဒုစရိုက်တွေလုပ်တယ်သူ့ကိုရှင်ဘရင်နေရာမှာချီးမြှောက်ပေးတဲ့ဖယားကိုကြတော့သူဘယ်မှာထားတယ်လဲဆိုသူ့ရဲ့ကြောနောက်ကိုထားတယ်အနောက်မှာပဲဖယားကိုပစ်ထားတယ်ဇာလံဆရာလည်းဒီလိုပြောထားပါတယ်ဇာလံအခန်းကြီး139အခန်းငယ်105ထဲမှာနှုတ်ကပတ်တော်ဒီအကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခီးကိုလိမ့်စေတယ်လို့ပြောထားတယ်ဇာလံဆရာရဲ့အသက်တာမှာကနှုတ်ကပတ်တော်ကပဲသူ့ရဲ့အရှိမအမြဲတမ်းသွားတယ်ဇာလံဆရာကသူ့ရဲ့အရှိမဘု து ကိုပဲနေရာပေးတယ်လဲဆိုဖယားကိုပဲနေရာပေးတယ်ဒါပေမဲ့အခုဒီရေရောပေါင်ကဘယင်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဖယားကိုကြောနောက်ကိုပို့လိုက်တယ်သူ့ရဲ့အရှိမကရုပ်တုစင်တုတွေတခြားဒုစရိုက်တွေကိုပဲထားတယ်ဘာဖြစ်လို့သူ့ရဲ့သားကဒီလိုဆုံးရတယ်လဲဆိုရေရောပေါင်ကသူ့ကိုရှင်ဘရင်နေရာမှာချီးမြှောက်ပေးတဲ့ဖယားကိုကြောနောက်ကိုပို့လိုက်ဒီရေရောပေါင်ရဲ့အသက်တာကိုဆင်ခြင်ကြည့်တဲ့အချိန်မှာဖယားကိုအရှိမထားရင်တော့ကောင်းစားဖယားကိုအနောက်မှာထားလိုက်ပြီဆိုတာနဲ့ဒုက္ခလတ်ရောက်လာတယ်ဆိုတဲ့တွေ့ရတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ယုံကြည်သူတွေကိုလည်းအားပေးချင်ပါတယ်ကျွန်တော်ကိုအသက်ရှင်ခွင့်ပေးတာကလည်းဘုရားခင်ကျမ်းမာခြင်းပေးတာကလည်းဘုရားခင်ပဲနေ့ရက်စဉ်တိုင်းမှာကြွေးမွေးပြည့်စုံထောက်ပံ့နေတာကလည်းဘုရားခင်ပဲလုံခြုံစွာကွယ်ကာနေတာလည်းဘုရားခင်ပဲကျွန်တော်တို့ရဲ့အရာခတ်တဲ့ကဘု து ကြောင့်လဲဆိုဘုရားခင်ကြောင့်ဆိုကျွန်တော်တို့ဘဝမှာလည်းရေရောပေါင်လို့ဖယားကိုကျွန်တော်ရဲ့ကြောနောက်မှာပစ်ထားမိပြီဆိုအဲ့ဒါတေချာတယ်မကြခင်ဒုက္ခလတ်ရောက်လာတော့ဒါဆိုဒီအရာလေးနဲ့ဘာကိုတတိထားဖို့လိုအပ်တယ်လဲဆိုကျွန်တော်ရဲ့အတ္တတာမှာကဘယ်တော့မှဖယားကိုအနောက်မှာမထားမိစေစာလံဆရာပြောတဲ့အတိုင်းပဲဖယားကိုကျွန်တော်ရဲ့အရှိမအမြဲတမ်းထားရအောင်ဖယားကိုကျွန်တော်ရဲ့အနောက်မှာဘယ်တော့မှမထားရအောင်ဖယားကိုကျွန်တော်အရှိမထားပြီးဆိုရင်ဖယားကကျွန်တော်ကအမြဲတမ်းလမ်းပြမယ်၊ကွယ်ကာမယ်၊မှားဆမယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဖယားကိုကျွန်တော်ရဲ့အနောက်ကိုပို့လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒုက္ခရောက်တော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေရဲ့အတ္တတာမှာဘုရားခင်ပေးထားတဲ့အလုပ်တွေအများကြီးရှိပါတယ်အဲ့ဒီအလုပ်ကကျွန်တော်ရဲ့အရှိမမရောက်သွားဖို့လိုအပ်တယ်ဘုရားခင်ပေးထားတဲ့မိသားစုဝင်သားသမီးတွေအများကြီးရှိပါတယ်အဲ့ဒီအရာတွေကကျွန်တော်ရဲ့အရှိမမရောက်သွားဖို့လိုအပ်တယ်ဘုရားခင်ပေးထားတဲ့အမှုတော်မြတ်လုပ်ငန်းတွေအများကြီးရှိတယ်အဲ့ဒီအမှုတော်မြတ်လုပ်ငန်းတွေကကျွန်တော်ရဲ့အရှိမမရောက်သွားဖို့လိုအပ်တယ်ကျွန်တော်ရဲ့အရှိမကဘယ်သူပဲရောက်ရမလဲဆိုထာဝရဘုရားတပါးတည်းပဲရောက်ရကိုယ့်ရဲ့အရှိမဖယားကပဲသွားစေပါဖယားကပဲလမ်းပြစေပါဖယားကပဲနေရာရစေဖယားကိုဘယ်တော့မှကြောနောက်မှာမထားမိပါစေနဲ့ဖယားကိုကြောနောက်မှာထားမိပြီဆိုရင်မကြခင်ဒုက္ခလတ်တွေးတတ်ပါတယ်ဒါကြောင့်ယုံကြည်သူလေးဖယားကိုအရှိမထားပြီးမှဖယားရဲ့လမ်းပြခြင်းပို့ဆောင်ခြင်းထဲမှာဝန်ခံရအောင်ဆိုတဲ့အရာလေးနဲ့ဝါပေးခြင်းနဲ့ယုံကြည်သူအကြောင်းတိုင်းတတမှာလမ်းကန်တာရလမ်းပြပို့ဆောင်ပါစေ